သူမရဲ့ခင်မွန်းအိမ်မှာမရှိတဲ့အခွင့်အရေးကိုယူပြီးအဲ့ဒီညမှာပဲအမျိုးသမီးဟာသူမရဲ့သားကိုမြေမြုပ်ပစ်ခဲ့ပါတယ်။မိုးတောက်ရန်အချိန်မှာတော့မိသားစုရဲ့ဝင်ပလွေမီးခိုးရောင်ဟာကျိုးကိုဖျက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။နောက်တစ်နေ့မှာလင်းဟိုင်ဟာရွာမှာအလုပ်ပြီးသွားခဲ့ပြီးလှုပ်အားခတောင်ဝင်မတောင်းခဲ့ပါဘူး။သူဟာရင်ထဲမှာမကောင်းဖြစ်ပြီးမျက်ခွန်တွေလည်းတဆက်ဆက်တုန်နေတာကြောင့်ရွာကိုအမြန်ဆုံးပြန်လာခဲ့ပါတယ်။ခြံဝင်းတကားကိုဖျက်ကျော်ပြီးတာနဲ့လက်သမားတစ်တာကိုတောင်မချရသေးခင်မှာပဲသူ့ဇနီးချူချူဟာရှုပ်ပွားနေတဲ့သပင်တွေနဲ့သူ့အပေါ်ကိုပြေးဖက်ပါတော့တယ်။လင်းဟိုင်ရဲ့ခြေထောက်ကိုဖက်တွယ်ပြီးစိတ်နှလုံးကြေကွဲမတက်ငိုကြွေးပါတော့တယ်။လင်းဟိုင်ရှင်နောက်ဆုံးတော့ပြန်လာပြီးပဲကျမကဘာပြက်နေပြီးကားလို့ချူချူကလက်နဲ့မြေကြီးကိုရိုက်ပြီးအော်ဟစ်ငိုကြွေးပါတယ်။လင်းဟိုင်လည်းရင်ထဲနစ်ဆင်းသွားပြီးသူမကိုချက်ချင်းထူလိုက်ပါတယ်။ဘာဖြစ်တာလဲဘာတွေဖြစ်ခဲ့တာလဲရှီထိုဘယ်မှာလဲငါသားလေးဘယ်မှာလဲလို့မေးလိုက်ပါတယ်။ချူချူကမျက်ရည်တွေကိုတုပ်ပြီးကြေကွဲတန်နဲ့အော်ပြောပါတယ်။မင်းညကရှီထိုကရုတ်တရက်ရင်ဘတ်အောင်နေဆိုပြီးမြေကြီးပေါ်မှာလူးလိမ့်နေခဲ့တာကျမဆရာဝန်သွားရှာမလို့လုပ်ပေမဲ့မသွားနိုင်ခင်မှာပဲကလေးကအသက်ရှူရက်သွားခဲ့တယ်ရှင်ဗျ။နန်လာလို့သူ့အလောင်းကိုမြင်ရင်စိတ်တန်ရာရသွားမှာစိုးရိမ်တာကြောင့်လူတယောက်ကိုရှာပြီးအဲ့ဒီညမှာပဲအနောက်ဘက်တောင်ပေါ်မှာမြေမြုပ်လိုက်ရတာပါတောင်းပန်ပါတယ်လင်းဟိုင်လို့ပြောပါတယ်အဲ့ဒါကိုကြားလိုက်ရတဲ့အခါလင်းဟိုင်ဟာခြေဖျားမှာမိုးကြိုးပစ်ချလိုက်တယ်လို့မျိုးခေါင်းတစ်လုံးလုံးပောက်ကွဲမတက်ခံစားလိုက်ရပါတယ်မျက်စိတွေပြဝေသွားပြီးခန္ဓာကိုယ်တစ်ခုလုံးတုံလီကမြေကြီးပေါ်ကိုလဲကျလူနီးပါးဖြစ်သွားပါတယ်နင်းပါပြောလိုက်တယ်သူ့ကိုမြေမြုပ်လိုက်ပြီးဟုတ်လားလို့မေးရင်ဒေါသကြောင့်မျက်လုံးတွေနီရဲလျက်နဲ့လင်းဟိုင်ကချူချူရဲ့ပခုံးနှစ်ဖက်ကိုဖမ်းဆွဲလိုက်ပါတယ်ငါသားရှီထိုကအသက်6နှစ်ပဲရှိသေးတာမနေ့မနက်ငါထွက်သွားတော့ကရွာဝအထိလိုက်ပို့နိုင်တဲ့အထိတက်တက်ရှင်ရှင်ရှိနေသေးတာဘလို့လို့ဒီလိုရုတ်တရက်တည်သွားရတာလဲသူနေမကောင်းဖြစ်ပြီးတည်သွားခဲ့ရင်တောင်ငါ့ကိုနောက်ဆုံးအကြိမ်တွေးခွင့်မပေးပဲဘလို့လို့မြေမြုပ်ရတာလဲလို့ပြောပါတယ်လင်းဟိုင်ဟာချူချူရဲ့နာကျင်မှုနဲ့ငိုကြွေးမှုတွေကိုဂရုမစိုက်တော့ပဲသူမကိုတွန်းဖယ်ကရွာနောက်ဖက်ကတောင်ပေါ်ကိုပြေးထွက်သွားပါတော့တယ်လင်းဟိုင်မတော်ပါနဲ့တေးတဲ့သူကပြန်မရှင်လာတော့ဘူးပြဿနာတွေမရှာပါနဲ့ကလေးရဲ့ဝိညာဉ်ကိုမနှောက်ယှက်ပါနဲ့လို့ချူချူကစိုးရိမ်တကြီးနဲ့လှမ်းអော်ပြီးတက်နိုင်တဲ့လောက်နောက်ကနေလိုက်လာပါတယ်လင်းဟိုင်ကတော့မရက်မနာပြေးနေခဲ့ပြီးဖက်တစ်ဖက်ကြွကြကြံခဲ့တာကိုတောင်သတိမထားမိပါဘူးတောင်တက်လန်းကခက်ခဲပြီးစူးပင်တွေကြောင့်အဝတ်စားတွေနဲ့မျက်နှာမှာပြက်ရှရာတွေဖြစ်ကုန်ပေမဲ့သူ့ကောင်းထဲမှာတော့ရှင်နေရင်လည်းမြင်ရမယ်တိမ်နေရင်လည်းမြင်ရမယ်ဆိုတဲ့အတွေ့အကြုံပဲရှိနေပါတယ်တောင်ပေါ်တုတ်တန်ရဲ့အစွန်ကိုရောက်တဲ့အခါလင်းဟိုင်ဟာဝေးဝေးကနေတုံ့နှုတ်ခြောက်ချားစရာအပြကန္ဒစ်ရှနာကိုမြင်လိုက်ရပါတယ်အစ်စ်ပဲပို့ထားတဲ့မြေပုံငယ်လေးတစ်ခုရဲ့ရှေ့မှာသူ့အိမ်ကဝန်ပလွေမီးခိုးရောင်ဟာဝင့်နေပြီးရှေ့ခြေထောက်နှစ်ဖက်နဲ့မြေကြီးကိုအယူတယောက်လိုကုတ်ချစ်နေပါတယ်ဝန်ပလွေဟာရွှွန့်တွေမြက်တွေပေပွားနေပြီးသူ့ရဲ့လှပတဲ့အမွေးတွေဟာအခုတော့ညစ်ပတ်ပြီးဖျို့ဖျဲဖြစ်နေပါတယ်အစ်စ်ပို့ထားတဲ့မြေပုံဟာလည်းတဝက်လောက်ပွင့်ဟနေပါပြီလင်းဟိုင်အနားကိုချင်းကပ်လာတဲ့အခါမှာတော့ရင်ထဲတုံ့နှုတ်သွားပါတယ်ဝန်ပလွေရဲ့လေပင်မှာပါလာတဲ့ကြိုးပြက်ဟာအသားရဲ့အထိစူးဝင်နေပြီးသွေးတွေကလေပင်ကနေရင်ဘက်အထိစီးကျဆွန်းထင်နေပါတယ်ခြေထောက်တွေကိုအလွန်အမင်းသုံးထားတာကြောင့်ခြေသေးတွေလည်းကျိုးပဲကုန်ပြီးသွေးတွေဟာမြေကြီးနဲ့ရောနှောနေပါတယ်အဲ့ဒါဟာကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုပါပဲသူ့ရဲ့မောဟိုင်နွမ်းနေနေတာထင်ရှားလာပေမဲ့လည်းလှုပ်ရှားမှုကိုမရက်တန့်ခဲ့ပါဘူးသူ့ရဲ့လေချောင်းထဲကနေမျောလင်းချက်မဲ့နေတဲ့ညီးတွားတန်တွေထွက်ပေါ်နေပါတယ်တာဝေးလို့လင်းဟိုင်ကတုံရင်နေတဲ့အတန်နဲ့လှမ်းអော်လိုက်ပါတယ်ဝန်ပလွေကခေါင်းကိုလှည့်ပြီးလင်းဟိုင်ကိုအတနာခံတဲ့မျက်လုံးတွေအရေးတကြီးမျက်လုံးတွေနဲ့ကြည့်ပါတယ်ပြီးတော့ရှေ့ကိုပြန်လှည့်ပြီးပိုပြီးပြင်းပြင်းထန်ထန်ဆက်ပြီးကုတ်ချစ်နေပါတယ်အဲ့ဒီအချိန်မှာပဲချူချူဟာမောဟိုက်လျက်နဲ့ရောက်လာပါတယ်ကူတင်ချိုင်းပွင့်တော့မဲ့အခြေအနေကိုမြင်လိုက်ရတဲ့အခါသူမရဲ့မျက်နှာဟာဖြူလျော်သွားပြီးကြောပြင်မှာလည်းချွေးစေးတွေဆူရွှဲသွားပါတယ်သူမကထိုနေရာသို့ပြေးသွားပြီးဝန်ပလွေရဲ့လေပင်ကကျိုးပြက်ကိုဖမ်းဆွဲကစိတ်မနှံ့သူတယောက်လိုအော်ဟစ်ပါတော့တယ်ဒီတရိတ်ဆန်ကယူးနေပြီးသူကရှီထိုရဲ့အလောင်းကိုစားချင်နေတာလင်းဟိုင်သူ့ကိုအခုချက်ချင်းတက်ပစ်လိုက်အခုပဲသူ့ကိုငါခေါ်သွားပြီးတက်ပစ်မယ်ဒါမှအနှောက်ရှက်ပေးတော့မှလို့អော်ပါတယ်ချူချူရဲ့အော်ဟစ်တန်တွေကြောင့်အနီးနားကလေကွင်းတွေထဲမှာအလုံးလုံးနေတဲ့အိမ်နီးနားချင်းတွေသတိပြုမိသွားပြီးအားလုံးဟာသူတို့ရဲ့ကိရိယာတွေကိုကင်ဆောင်ကရောက်ရှိလာကြပါတယ်ဒီထူးဆန်းတဲ့မြင်ကွင်းကိုလက်ညှိုးထိုးပြီးဒီဝန်ပလွေကအငြဲတမ်းရင်ပါလာတာဘာဖြစ်လို့သူ့တခင်လေးရဲ့ကူကိုကုတ်ချစ်နေရတာလဲစာလောင်လို့ယူသွားတာသိကြတယ်တရိတ်ဆန်ဆိုတာတရိတ်ဆန်ပဲလို့တီးတိုးပြောဆိုကြပါတဲလင်းဟိုင်ကတော့အပြောဆိုတွေကိုဂယုမဆိုင်ပဲအစွမ်းကုန်ဆက်ပြီးကုတ်ချစ်နေတဲ့ဝန်ပလွေကိုစိုက်ကြည့်နေပါတယ်ဒီဝန်ပလွေဟာသူနဲ့အတူစက်တဲ့နှလုံးလုံးရှိနေခဲ့တာဖြစ်ပြီးမိသားစုတွေကဘသူ့ကိုမှတခါမျှနာကျင်အောင်မလုပ်ခဲ့ဘူးပါဘူးပြီးတော့သူချူချူကိုကြည့်လိုက်ပါတယ်သူမဟာအကြည့်ကိုရှောင်လွဲနေပြီးလက်တွေတုံရင်တွေကတွင်းထဲကိုတဲတဲမကြည့်ရဲပဲဖြစ်နေပါတယ်လင်းဟိုင်ရဲ့ရင်ထဲနစ်ဆင်းသွားပြီးကြောက်စရာကောင်းတဲ့အတွေ့တစ်ခုခေါင်းထဲဝင်လာပါတယ်အဲ့ဒီအချိန်မှာပဲတဝက်လောက်ပွင့်ဟနေတဲ့ကူပိမှန်ရဲ့အောက်ခြေစီကနေအလွန်တိုးညင်းတဲ့အတန်တစ်ခုရုတ်တရက်ထွက်ပေါ်လာပါတယ်။အဲ့ဒါဟာအလွန်တိုးညင်းတဲ့အတန်ဖြစ်ပေမဲ့အဲ့ဒီလိုတိတ်ဆိတ်နေတဲ့သူ့တန်ထဲမှာတော့မိုးကြိုးပစ်လိုက်တယ်လို့မျိုးဟိန်းထွက်သွားပါတယ်။လင်းဟိုင်ဟာချူချူကိုတွန်းဖယ်လိုက်ပြီးကူဘေးမှာဒူးထောက်ချလိုက်ပါတယ်ပြီးတော့လက်တွေနဲ့အယူတယောက်လိုမြေကြီးကိုစတင်တူးဆွပါတော့တယ်ရှီထိုပေပေဒီမှာရှိတယ်လို့လင်းဟိုင်ကရင်ကွဲမတက်ငိုကြွေးပါတယ်ကြောက်ခဲတွေရောနှောနေတဲ့မာကျောတဲ့မြေကြီးတွေကိုသူ့ရဲ့လက်ချောင်းတစ်ဆက်ချောင်းလုံးစိုက်နစ်လိုက်ပါတယ်အနှဲငယ်ကုတ်ချစ်ပြီးတဲ့နောက်မှာတော့ခြေသေးလက်သေးတွေကျိုးပဲပြီးသွေးတွေထွက်လာပါတယ်ဒါပေမဲ့သူကတော့နာကျင်မှုကိုမခံစားရတယ်လို့မျိုးပို့ပြီးတော့တောင်မြန်တူးနေခဲ့ပါတယ်အဲ့ဒါကိုမြင်တဲ့အခါဝန်ပလွေကလည်းအနားကိုတိုးလာပြီးလူနဲ့ဝန်ပလွေဟာအတူတူအစွမ်းကုန်တူးကြပါတော့တယ်ခဏအကြာမှာတော့အတွင်းထဲကကောက်ရိုးဖြာဟောင်းတစ်ခုပေါ်လာပြီးရိုးရှင်းတဲ့ခေါင်းတလားပြင်ချက်အချို့ကိုပတ်ထားတာတွေ့ရပါတယ်။တုံရင်နေတဲ့လက်တွေနဲ့လင်းဟိုင်ဟာပြင်ချက်တွေကိုအစွမ်းကုန်မတင်လိုက်ပါတယ်။အဲ့ဒီခါမှာတော့အတွင်းထဲမှာငိမ့်သက်စွာလှဲလျောင်းနေတဲ့ရှီထိုလေးကိုမြင်လိုက်ရပါတယ်။သူ့မျက်နှာဟာစက်ကူလိုဖြူလျော်နေပြီးနှုတ်ခမ်းတွေကညုံမဲနေပေမဲ့သူ့ရဲ့ရင်ဘက်ကတော့အလွန်တိုးညင်းစွာနှိမ့်ချီဖြစ်နေသေးပါသူအသက်ရှူနေပါသေးတယ်။